SNB ကိုယ်တိုင်ကျွန်တော်ရဲ့အိမ်ကိုအလဲလာတဲ့အတွက်ငန်းလဲတာပါတယ်ဂုံလဲယူရတယ်သုံးစားသုံးစားဒီနေ့တော့မှာကျုပ်တို့တွေကိုအလိုက်တိတိတာဝန်ကြည်ကြည်နဲ့ထောက်ပံ့ကူညီပေးနေတဲ့ကိုဦးကျန်ရဲ့စေတနာကိုချင်းမြင့်တဲ့သဘောပေါက်တယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပြီးရင် SIB အတွက်အထူးစီစဉ်တည်းရှိပါတယ်ဘာအစီအစဉ်များတော့လဲโอ้ very good တစ်တော်တယ်ဗျာကိုဦးကျန်ခင်ဗျတစ်တော်တယ်ဒါကြောင့်မလို့ကျုပ်လူတွေကလည်းခင်ဗျားကိုအလိုက်သိတယ်လို့ချစ်ကျူကြတာ哦ဗျာကဲကျုပ်လည်းခင်ဗျားကိုပေါင်းစုချတယ်ငါဘာလို့ကျန်ဖြုတ်ဟိုအဲ့ဒီလိုမျောလင်းချက်နဲ့လည်းစီစဉ်ကြည့်တာမဟုတ်ပါဘူးခင်ဗျာ SNB ရဲ့စီစဉ်တာကိုလည်းမငြင်းဝပါဘူးတကယ်လို့များအပန်းမကြည့်ဘူးဆိုရင်တော့အကူအညီလေးတစ်ခုတော့တောင်းတယ်ရှုပ်လေးမြရရစေမယ်ရရစေကဲဒါလည်းဖြုတ်ဟောSNB AC အများကြီးပဲပြောရမယ်ကောင်းတယ်အဲ့ဒါသဘောပေါက်ပြီသဘောပေါက်ဘွဲရတော့ဘွဲကြည့်ဘွဲကောင်းပဲကွာကိုလူရုံးမှစီဦးမိစ္ဆာကောင်းမှရောက်နေငါပေါ်တယ်တော့ပါမင်းကြောက်တယ်လို့ဖြစ်ပါမလားဘာလို့မိစ္ဆာကောင်းကရောက်နေဆိုရင်အဆောင်ကပုံများမယ်နော်ရပါတယ်ကွာဘာဥပ္ပဝါမှာမဖြစ်တာဘာမှမရှိဘူးမင်းကတတိထားကြရခိုင်တယ်ကွာတတိရှိတော့အေးပါစိတ်ချတယ်ကွာကဲဘာလို့ပဲတောင်းကြည့်ရအောင်ဘာလို့စားမယ်ဖြစ်စီအောင်ညီလေးတော့ဘာမှမကြောက်နဲ့ဘာမှမကြောက်နဲ့မင်းအချင်းနဲ့အလုံးငါပြီးရဲ့မင်းအဲ့ဒီမပြတ်စနေတော့ဒီအစီအစဉ်တော့တော်လိုက်ပြီဗျာဒီတဲ့အရှင်ကောင်းပြီးတောင်းသွားတယ်ကျန်တဲ့အချိန်နှမျောစရာကြီးဗျာနှမျောစရာကြီးဒါပဲဟောကြောက်ပါလားအစင်းနေပါတေမထူးနေမထူးပါဦးဟာတေမထူးနေမထူးပါဦးဟဲ့လေအင်္ဂရန်ရလေဟဲ့လေဟဲ့လေဟဲ့လေမင်းတို့တွေ့လေဟဲ့လေမင်းတို့တွေ့လေငါ့ဘာလဲနေချက်မိစ္ဆာကောင်းလေးနဲ့ပေါင်းပြီးမရှိစေရသားရင်ယူထားတဲ့ပစ္စည်းတွေပြန်လာတယ်။ဘာလဲ။ဘာလဲ။မလို့ပါလေ။ပြောရမယ်။ဟိုတက်
ဖြစ်သွားပြီနော် မင်းလည်းကွာနောက်လည်းဒီတန်အတွက်ပဲအမြဲတမ်းစိတ်မကောင်းဖြစ်နေတော့တာပဲဒါကကို့အတွက်သူ့ရဲ့ကောင်အမှတ်တစေပါကိုရောက်ကြတဲ့ကိုယ်လေးဆမ်းပါနော် ဒါတော့ဒါပေါ့ကိုရင်ကို့လောက်ကညအနေနဲ့ရပဲနော်မင်းကလေနည်းစိတ်ပူနေရတာ ဘာမှစိတ်မဝင်နဲ့ဟာဒါလေးအားလုံးကို့အတွက်သေးဖွဲ့ပါဒီကိုလို့တော့မယ်နော် ဒီသတင်းတွေဟာကျုပ်တို့ပြစ်ချက်ပလိုက်ဖွဲ့ကြီးကိုအင်မတန်မှစော်ကားတဲ့သတင်းတွေပဲဒါလောက်တောင်အထစ်ရဲပြီးဆိုးသွားနေတဲ့ဒီသဘုံတွေကိုအဲ့ဒီနေရာပလိတ်တွေကမရောက်မဖမ်းနိုင်ဘူးလားအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သူတို့ရှိကိုထုချင်တော့တောင်းတာပါသူတို့ရှိကလည်းကျွန်တော်တို့ရှိကိုပြန်ပြီးအကူအညီတောင်းပါတယ်ခင်ဗျ Hamburgers good for nothing ဖွချီတွေလောက်ဝသုံးမကြတဲ့ကောက်တွေအရေးရှိဒီအထက်ကိုပဲပြန်ပြီးကူညီတောင်းနေတာပဲဒီသဘုံတွေကိုမမိလို့ရှိရင်ကျောက်တော့ပလိတ်ဝယ်ဘလောက်သိခါကြမလဲသိကြတယ် SID ပါဦးမော် Yes sir မောင်မင်းအဲ့ဒီနေရာကိုရောက်အောင်သွားအဲ့ဒီလူတွေကိုမမိမအောင်ဖမ်းပါ Yes sir ဒါနဲ့တောင်းတော့မဆိုရင်ကျွန်တော်တို့ပြင်းကြံခဲ့ပါဗျာ ကျွန်တော်တို့ကဒီအလုပ်ကိုအပြင်းပြတော့မလို့ IPA ပြည်သူတွေကိုကာကွယ်ဖို့ဖြစ်ပေါ်လာတဲ့အမှုအခင်းတွေကိုအမှန်အတိုင်းပေါ်ဖောက်အောင်ဖော်ထုတ်ပေးဖို့ပဲမဟုတ်လားအမှုအခင်းတစ်ခုပေါ်လာမယ်ဆိုရင် IPA တို့ပြင်းနေတာရအောင်မဟုတ်ပါဘူးဗျာ ဟာမပြင်းလည်းနေပါသေးဗျာအမှုတော့မပေါ်ပါသေးနဲ့အမှုတစ်ခုပေါ်လာပြီဆိုခင်ဗျာထက်ထက်မြက်မြက်တွတ်တွတ်လဲလဲနဲ့လုံနိုင်တာကျောက်တို့ရွယ်အဲ့လိုအစွန်းဆောက်မရှိတော့ဘူးဗျာ ဟုတ်တယ်မျိုးခင်ဗျားရှိတာကျွန်တော်တို့တော်တော်အားရော့တယ်အဲ့လူစုကိုမြန်မိအောင်ဖမ်းမြန်မိလာတဲ့ဒီကိုသတင်းဖို့ကျိုးတို့ဒီကိုရောက်အောင်ပြန်ခေါ်မယ် စိတ်ချပါဗျာဘာဦးမော်ဘဝမှာမဖမ်းနိုင်တဲ့လူစုရဲ့လူမရှိသေးပါဘူး ယုံနေကိုလူရဲ့အရေးချင်းတော့အကျွင်းမဲ့ယုံနေဗျာကိုလူပြန်လာမဲ့ရက်ကိုမျှော်နေမယ်တော့ကဲလာသွားနာကြပြီ လက်လိုက်တောင်မှတွေ့ရဲ့မြောင်လိုက်လားဒူမာကြီးရဲ့မောင်ဘာဦးကဒီချိန်ဘယ်တော့မှပြန်ရောက်ဘူးလို့လဲဒီနေ့အကုတ်ပွဲနေလေမှချင်းကိုစကားပြန်လာလို့ရှိရင်တရားတော်ကြီးကိုတက်ကုတော်ကောင်းလို့ပြောနေအဲ့ဒါဆိုရမနေ့ကမောင်ဘာဦးကိုစောစောပြန်ခဲ့ဖို့မှားလိုက်ရောပေါ့ဒူမာကြီးရဲ့အခုဒူမာကြီးမြောင်နေပုံကလေမြေအများကြီးအဲ့လိုလည်းမာရက်ပါအောင်မှချင်းရဲ့ကိုတို့လောက်က24နာရီတာဝန်ကြနေမှာဆိုတော့ဘယ်ရစောစောပြန်လာခဲ့ပါဆိုတဲ့စကားတစ်ခုနဲ့ကိုနောက်ဆိုင်ကလေးလုံးလုံးနေမှာဆိုတယ်ဟဲ့အခုပြန်လာပြီ ဒီနေ့ကောင်ကြီးကတယ်လာနေပါလားဟင် ဒီနေ့ကိုမွေးနေပြီကိုရဲ့ဖျားသွားပြီးတော့ကိုတဲ့ကုသကောင်းမှုလုပ်ကိုနဲ့စိတ်ကောင်း ကောင်းတာဗောမောင်လိုက်ခဲ့လေ မလိုက်တော့ပါဘူးမပါဘူးလည်းမရဘူးလွတ်လွတ်လပ်လပ်သွားချက် ဘယ်ဖြစ်မှာလဲလိုက်ခဲ့မှာဖြစ်မှာတော့ဆိုလို့ရှိရင်ရွှေတကုံစီတို့မြတ်ကြီးကိုအခုလိုမိသားစုတွေစကုန်ကြီးနဲ့အလွယ်တကူဖူးမရမှာမဟုတ်တော့ဘူး ဘာဖြစ်လို့လဲကိုရဲ့ အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့နေကိုပြောရမယ်ဒီအော်ဒါထွက်တယ် ဟုတ်လားဘယ်တော့လဲ အမိတ်ထဲမှာတော့အများဆုံးတော့လို့ပါတယ်ຫນွေဟာဒါပေမဲ့ဟိုမှာအစားအသောက်အနေထိုင်ဘယ်လိုရှိမှမသိသေးတော့အခုတည်းကရင်သွားနှက်မယ်အားလုံးစီပြေဆိုမှຫນွေတို့လှမ်းခေါ်လိုက်မယ်လေ ဟုတ်တာကိုကလည်းဘယ်တော့တခါလိုက်ခဲ့မယ်လေနေထိုင်အစားတောက်ဆင်းမှာဆိုလို့ကိုလေးယောက်ျားတောင်းဝကြရရက်ကိုမလိုက်ခဲ့ဘူးဆိုရင်ဘယ်ခက်ညင်မိမတရားဖြစ်သွားမှာပေါ့ကိုရဲ့ လိမ္မာလေးမိမကွာအကူကတော့လေငွေလို့မြင်လို့ရတာအရန်ကန်ကောင်းတာပဲကဲအဲ့ဒါဆိုလို့ရှိရင်အကူရေမိုးရှို့စားတဲ့ပြင်ခရသွားမယ်ပြန်လာတော့မှပဲပြောင်းရှို့ကိစ္စစီစဉ်ကြတာပေါ့နော် ဟုတ်ကဲ့မတွေ့တောင်းလာလို့စီစဉ်တော့လေ ဟ